ပီရကိစ္စမှာအကျန်းဆုံးဆိုတဲ့မန်နန်တစ်ပုတ်ကိုသင်ပေးမယ်နော်အဲ့ဒီမန်နန်ကရှေးဟောင်းပရပိုက်ကလာတဲ့မန်နန်တစ်ပုတ်ဖြစ်ပါတယ်နော်အဲ့တော့ तू ကနာမည်သိုံနဲ့ဓာတ်ပုံမလို့နော်ဘာမှမလို့ဘူးနာမည်လေးသိဖို့ပဲလိုတယ်နာမည်သိုံနဲ့ကိုယ့်ကိုချစ်လာအောင်လုပ်လို့ရတယ်နာမည်သိုံနဲ့ကိုယ့်စီကိုချက်ချင်းပြန်လာအောင်လုပ်လို့ရတယ်နာမည်သိုံနဲ့ကိုယ့်ကိုချက်ချင်းပြန်ဆက်သွယ်လာအောင်လုပ်လို့ရတယ်နာမည်လေးပဲလိုတယ်နာမည်သိုံနဲ့ကိုယ့်ကိုဆွဲလန်းယူမှုချစ်ခင်နေဖို့အတွက်ရေရရာအစီရင်ဆောင်ရွက်လို့ရတယ်ပေါ့နော်အဲ့တော့လက်ပုံလုံးလေးကိုပြောပြမယ်နော်ညာဘက်လက်ဖွားမှာကိုယ့်နာမည်ကိုယင်ရေးနော်ဘာနဲ့ရေးရတယ်နော်ရေးချင်တာနဲ့ရေးဘယ်ဘက်လက်ဖွားမှာခုနကကိုအလိုရှိသူရဲ့နာမည်ကိုရေးရမှာပေါ့နော်ချစ်စေလိုတဲ့သူဆိုတဲ့ဒါချစ်စေလိုတဲ့သူရဲ့နာမည်ကိုရေးပြန်လာစေချင်တဲ့သူဆိုတဲ့ပြန်လာစေချင်တဲ့သူရဲ့နာမည်ကိုရေးပြီးပြီဆိုရင်အဲ့ဒီလက်ဖွားလေးနှစ်ဖက်ကိုရေမွေးလေးဖြန့်ရမယ်ရေဝေးမရှိရင်တော့အမွှေးနံတာတစ်ခုခုနဲ့ဖြန့်ပြီးသွားရင်ဒီလိုလေးပုတ်ပြီးတော့အဲ့ဒီမန်နံကိုရွတ်ကမှာ38ခါရွတ်ကမယ်သူကညဘက်လောက်ကြတယ်ညအိတ်ခါနီးမှာလောက်ကြအဲ့တော့မန်နံကအိုပိတ်ရှိုနာရှိုကက်နာရှိုပိတ်ရှိုကက်နှစ်ကြားမှာနော်အဲ့တော့နာမည်တွေရေးမယ်ရေမွေးလေးဖြန့်သုံးဖို့အမွှေးနံတာတွေတစ်ခုခုဖြန့်အဲ့လိုပုတ်ပြီးတော့ဆူတောင်းအောင်နော်ကိုအိတ်တော့မယ်နော်ကိုရဲ့အိတ်ရတဲ့ရောက်ပြီးကိုအိတ်ခါနီးချိန်မှာလောက်ရတာဖြစ်ပါတယ်နော်မအိတ်သေးပဲနဲ့လုပ်လို့မရဘူးနော်ကိုအိတ်ခါနီးပြီဆိုမှလုပ်ပါနာမည်တွေရေးမယ်ရေမွေးလေးဖြန့်မယ်လက်ဖွားလေးမှာပုတ်ပြီးတော့ပိတ်ရှိုနာရှိုကက်နာရှိုပိတ်ရှိုကက်ဆို38ခါရွတ်နော်38ခါရွတ်ပြီးသွားရတယ်အဲ့ဒီခုနကရေးထားတဲ့နာမည်တွေမဖြတ်နဲ့နော်ရေမွေးနဲ့ခုနထိပြီးတော့ပုတ်လိုက်လို့ပြတ်သွားလဲကိစ္စမရှိဘူးကိုကတီးသက်ရည်ရွယ်ပြီးတော့မဖြတ်ရဘူးနော်အတိုင်းလေးပဲထားပြီးတော့အိတ်လိုက်ပါမနက်မိုးလင်းလာနဲ့ကျင်းသေးဆက်သွယ်လာပါလိမ့်မယ်ကျင်းသေးထူးခြားတဲ့သတင်းကောင်းကြားရပါလိမ့်မယ်နော်ကိုကိုတပြေးပြင်းနဲ့ချစ်လာမယ်ကိုကိုပဲဆွဲလန်းလာမယ်ကိုစကားတစ်ခွန်းသာနာခံလာမယ်ကိုစီကိုချက်ချင်းပြန်လာစေတဲ့ရှေးဟောင်းဂမ်ဘီယာနီလန်တစ်ခုဖြစ်ပါတယ်